ဒီလောက်ပေါ်စားတဲ့အေးရမလို့တခါမှမမြင်ဘူးသူကမြေပြင်ကကောက်ရိုးတချို့ကိုပေါ်တန်းယူပြီးစေးပြင်းလေးကထလိတ်လိုက်တယ်မီးညီဖို့ရွာသားတယောက်ရဲ့အမိုးကိုတောင်ဆွဲဖြုတ်ပြီးမီးလောင်ဝင်ကိုမီးကြည့်တစ်ဖြစ်အသုံးပြုခဲ့တယ်ဆက်သွားပြီးရွာသားတယောက်ရဲ့ဂိုးတောင်ကိုမီးပြီးပုတ်ထုတ်လိုက်တယ်အေးရမလူရဲ့ပေါ်လာမှုကြောင့်မြို့တမှုလုံးထိတ်လန့်သွားရတယ်ကြောက်ရွံ့နေတဲ့ပြည်သူတွေကိုနှစ်သိမ့်ဖို့အတွက်ဘရင်ကစုငွေကြီးညာချက်ကိုမြန်ကတ်လိုက်တယ်ဒါပေမဲ့မြို့ရိုးမှာရက်အတော်ကြာကြော်ညာထားတာတောင်ရဲရင်နဲ့စစ်တဲ့တရားမှာရှေ့ကိုမရဲကြဘူးတစ်ချိန်တည်းမှာပဲအဖုတ်ဆိုင်တစ်ဆိုင်မှာအဝတ်တွေပြင်းနေတုန်းရင်ကောင်ခမကောင်ကိုရင်ကောင်ရိုက်တန်းနဲ့တတ်လိုက်တယ်သူ့ကိုယ်သူအញ្ញမ်းခုံယူပြီးတွေ့တဲ့လူတိုင်းကိုသူ့ရဲ့အောင်မြင်မှုကိုပြသချင်ခဲ့တယ်သူ့စကားတွေကိုလူတွေကအလေးအနက်ထားကြတယ်အဖုတ်သမားလူငယ်ရဲ့ကျွမ်းကျင်မှုကိုကြားတော့အားလုံးကချက်ချင်းသတင်းဖြန့်ကြတယ်တယောက်ကလူတရားကိုဖျောက်ကြတော့သတင်းကနန်းတော်ဆောင်တွေရဲ့နားထဲကိုမြန်ရောက်သွားတယ်ကင်းသမားတွေကမနှောင့်နှေးပဲကြီးကဘာကြီးတုံလောက်ဆရာသတင်းကိုဘရင်စီချက်ချင်းသတင်းပို့ကြတယ်ဒီလိုအရေးချင်းရှိတဲ့သူကြောင့်ကြားတော့ဘရင်ကအဖုတ်သမားလေးကိုနန်းတော်ကိုချက်ချင်းခေါ်လိုက်တယ်မယုံနိုင်စွာနဲ့ဘရင်ကရန်သူ9ယောက်ကိုတစ်ချက်တည်းနဲ့တက်နိုင်လားလို့မေးလိုက်တယ်အဖုတ်သမားလေးကဘရင်ကရင်ကောင်9ကောင်ကိုရည်ညွှန်းနေတယ်လို့ထင်ပြီးတုံ့ဆုတ်ခြင်းမရှိပဲခေါင်းငိမ်ပြလိုက်တယ်ဘရင်ကိုလုံးဝယုံကြည်အောင်ရင်ကောင်တွေကိုရိုက်တယ်လို့ဟန်ဆောင်ပြီးလက်ဟန်ပြလိုက်တယ်မတိနားမလဲတဲ့သူတယောက်တော့စိတ်လှုပ်ရှားစရာကောင်းတဲ့တိုက်ပွဲတစ်ခုလိုပါပဲအခြေအနေရဲ့တကယ်သဘောတဘာဝကိုမသိတဲ့ဘရင်ကသူ့ကိုမေးခွန်းမထုတ်ပဲယုံကြည်ပြီးအေယာမလူကိုအနိုင်ယူဖို့အရေးကြီးတဲ့တာဝန်ကိုအပ်နှင်းလိုက်တယ်အေယာမလူရောက်လာတာကိုကြားတော့အဖုတ်သမားလေးကလိုးပါကြောင့်ချက်ချင်းလဲကျသွားခဲ့တယ်အချင်းလွဲမမှုကိုရှင်းပြတော့မလို့ပဲဘရင်ကကြီးမားတဲ့ဆူလာပါတစ်ခုပေးလိုက်တယ်မင်းအောင်ပွဲခံပြီးပြန်လာရင်မင်းသမီးကငါလက်ထပ်ပေးမယ်လို့ပြောပြီးမပြီးခင်မှာပဲမင်းသမီးကပြေးထွက်လာပြီးအဖုတ်သမားလေးကိုအနမ်းတေပေးလိုက်တယ်မူးဝေပြီးစိတ်တက်ကြနေတဲ့ဒီမချစ်နိုင်တဲ့အလုပ်ကိုအလျင်ဆန်လက်ခံလိုက်တယ်မြို့တစ်မြို့လုံးရဲ့အားပေးတန်တွေလက်ခုပ်တန်တွေကြားမှာအဖုတ်သမားလေးကခေါင်းပေါ်ပြီးနန်းတော်ထဲကနေထွက်လာခဲ့တယ်မြို့တန်ကိပိတ်တန်ကသူ့ကိုလက်တွေ့ဘွားတဲ့ပြန်ရောက်စေတဲ့အခါမှသာသူနောက်ကျမှလှည့်ပြီးအလျင်ဆန်ပြန်ထွက်သွားခဲ့တယ်